皆さんこんにちは。မြန်မာပြည် Japanese Language Academy ကစမ်းစစ်သင်ပေးဖြစ်ပါတယ်။ဒီနေ့ကတော့အတိုင်းစမ်းစစ်ကမှာရှိတဲ့ grammar pattern လေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတို့တွေ့ရမှာကတော့ yoni pattern လေးပါ။ yoni ရဲ့ရှေ့မှာဆိုရင် verb တွေကိုအကုန်လုံး plain form ပြောင်းပြီးတော့သုံးပြရမှာဖြစ်ပါတယ်။ yoni ရဲ့ရှေ့မှာ plain form တွေလိုက်ပါတယ်။မြန်မာလိုအဓိပ္ပာယ်ကဖို့ရန်ဆိုပြီးအဓိပ္ပာယ်ရပါတယ်။သူ့ကိုကြတော့ဘယ်လိုမျိုးမှအသုံးပြုလဲဆိုရင်ကလေးတွေမဆူညံအောင်မဆူညံဖို့မဆူညံရန်တေချာထိန်းသိမ်းထားတယ်လို့ပြောထားတယ်။နောက်တစ်ခုကကျတော့ဂျပန်ဘာသာစကားကိုကျွမ်းကျင်ကျင်ပြောနိုင်အောင်ပြောနိုင်ရန်နေ့တိုင်းလေ့ကျင့်နေလို့ပြီးတော့ကျွမ်းကျင်လာအောင်ကျွမ်းကျင်လာရန်နေ့တိုင်းလေ့ကျင့်ခန်းတွေပြုလုပ်တယ်စသဖြင့်ပေါ့နော်ဆိုတော့ဖို့ရန်ဆိုပြီးအဓိပ္ပာယ်ရပါတယ်။နောက်ထပ်နံပါတ်2မှာကကျတော့ယောနီနာဒီမတ်တာယောနီနာဒီမတ်တာမြန်မာလိုအဓိပ္ပာယ်ကဖြစ်လာတယ်။ဒီ pattern မှာလေကျွန်တော်တို့ယောနီနာဒီမတ်တာရဲ့ရှေ့မှာအကုန်လုံး plain form တွေကြီးပဲသုံးပါတယ်။သူ့ကိုကြတော့ဒီနောက်ကမဖြစ်ခဲ့တဲ့အကြောင်းအရာတွေကအခုတော့ဖြစ်လာတယ်ဖြစ်လာပြီဆိုပြီးပြောတဲ့အခါမျိုးမှာသုံးပါတယ်။နောက်ထပ်နံပါတ်3မှာယောနီしてくださいယောနီしてくださいဖြစ်အောင်လုပ်တယ်ဆိုတော့ကိုစူးစမ်းပြီးလှုပ်ဆောင်နေဆိုတဲ့ပုံစံမျိုးပေါ့ကျမ်းမာရေးနဲ့ညီညွတ်အောင်နေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖြစ်အောင်လုပ်တယ်စောစောပြန်ဖြစ်အောင်လုပ်နေတယ်နေ့တိုင်းစာလုပ်ဖြစ်အောင်စူးစမ်းနေတယ်စာလုပ်ဖြစ်အောင်လုပ်နေတယ်ပေါ့နော်ကိုစူးစမ်းပြီးတော့လေ့ကျင့်တစ်ခုဖြစ်အောင်လုပ်ဆောင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ယောနီしていますနောက်ဆုံးနံပါတ်4မှာကတော့ယောနီしてくださいယောနီしてくださいဒါကတော့ဒီတစ်ဖက်သူကိုပြောလိုက်တာတစ်ဖက်သူကိုအမိန့်ပေးလိုက်တာပေါ့ဖြစ်အောင်လုပ်ပါနောက်ထပ်ဒီလိုအမားမျိုးမဖြစ်အောင်လုပ်ပါတို့နေ့တိုင်းအားကစားလုပ်ဖြစ်အောင်လုပ်ပါတို့နေ့တိုင်းစာချက်ဖြစ်အောင်လုပ်ပါတို့စသဖြင့်ပေါ့နော်တစ်ဖက်သူကိုတခြားသူဒီအမိန့်ပေးလိုက်တယ်ပြောဆိုလိုက်တယ်ဆိုတဲ့အခါမျိုးမှာသုံးပါတယ်ဆိုတော့ကျွန်တော်တို့ဒီစာကြောင်းလေးတွေစပြီးတော့ဖတ်ကြည့်ရအောင်日本語が話せるように毎日練習します日本語が話せるようにဂျပန်ဘာသာစကားကို話せるようにပြောနိုင်ဖို့ပြောနိုင်ရန်毎日နေ့တိုင်း練習しますနေ့တိုင်းလေ့ကျင့်တယ်သုံးပါတယ်ဆိုတော့ယောနီရဲ့ရှေ့မှာ plain form တွေပဲအကုန်လုံးလိုက်မယ်နော်နောက်တစ်ခုခိုင်ကြီးနီမနီယောယောနီအစည်းအဝေးကိုမနီယောယောနီအချိန်မီရန်အချိန်မီဖို့တက်ကူရှိတဲ့ ikimas တက်စီဖြစ်သွားတယ်နောက်တစ်ကြောင့်ရရှိနီအဝနိုင်ယောနီရရှိဆိုတာကဒီရုပ်စင်းရုပ်တက်တဲ့အချိန်အရန်လူတွေများကားတွေများပြီးတော့ကြက်ပိတ်နေတဲ့အချိန်ဆိုတာပါရရှိနီအဝနိုင်ယောနီဆိုတော့လူများတဲ့အချိန်ကားတွေဘာတွေပိတ်တဲ့အချိန်နဲ့အဝနိုင်ယောနီမတွေ့ရအောင်မတိုးအောင်早く家を出ますမြန်မြန်အိမ်ကိုထွက်မယ်ပြောချင်တာမြန်မြန်အိမ်ကနေထွက်မယ်နောက်တစ်ခုခိုသုံးဖို့ကစာဝနိုင်ယောနီကလေးတွေဒီမှာစာဝရနိုင်ယောနီဆိုတာကကလေးတွေမထိတွေ့အောင်ကလေးတွေမကင်အောင်မကင်နိုင်ဘူးအတွက်ဟာဆာမီကိုရှိမတဲ့အိုကီမတ်ဟာဆာမီဆိုတဲ့ကချီကိုရှိမတဲ့အိုကီမတ်တင်ထားမယ်ရမယ်နော်ယောနီကိုတို့ဖို့ရန်ဆိုပြီးတော့ဘာသာပြန်ပါတယ်တမင်နည်းနဲ့မတူเนาะတမင်နည်းကကြတော့ဘယ်လိုပုံစံမျိုးလဲဆိုရင်သူဒီစူးစမ်းအားထုတ်မှုတွေပါပါတယ်ဆိုတော့အိမ်ဝယ်နိုင်အတွက်အားထုတ်ဖို့ဆိုင်စူးစမ်းနေတယ်နောက်တစ်ခုN4 အောင်ဖို့အတွက်ဂျပန်ဘာသာစကား N4 အောင်ဖို့အတွက်နေ့တိုင်းစာလုပ်ပြအောင်ကြိုးစားနေတယ်စသဖြင့်ကိုယ့်ရဲ့ခွန်အားနဲ့စိုက်ပြီးတော့ကြိုးစားအားထုတ်မှုတွေပါတယ်အဲ့လိုမျိုးကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တွေကိုယ့်ရဲ့အိမ်မက်တွေအကောင့်တွေပေါ်ဖြစ်အောင်လုပ်နေတယ်ဆိုတဲ့အခါမျိုးမှသာလျှင်ထမင်နေပါတယ်ယောနီကကြတော့ဒီလိုပေါ့ဆိုတော့အချိန်မီအောင်တက္ကစီနဲ့သွားတယ်လို့မြန်မြန်သွားတယ်ခလေးတွေမှာကိုင်အောင်တင်ထားတယ်အဲ့လိုမျိုးအခါမျိုးမှာဆိုရင်တော့ယောနီပဲလုပ်ပါတယ်နောက်တော့နံပါတ်2ရဲ့ပတ်တန်ဒီယောနီနာဒီမတ်တာယောနီနာဒီမတ်တာအဓိပ္ပာယ်ဒီဖြစ်လာတယ်အရင်ကမဖြစ်ခဲ့တဲ့အကြောင်းအရာတွေကအခုတော့ဖြစ်လာတယ်အခုတော့ဖြစ်လာပြီဆိုတဲ့ပုံစံမျိုးပါテレビの日本語がかなりわかるようになりましたテレビの日本語TV က日本語ဂျပန်ဘာသာစကားကိုかなりわかるようになりましたအတော်လေးနားလည်လာပြီအစကတော့သူ TV မှာရှိတဲ့ဂျပန်ဘာသာစကားဂျပန်လူမျိုးတွေပြောနေတဲ့စကားကိုသူနားမလည်ဘူးအခုတော့အတော်လေးတော့နားလည်လာပြီအရင်ကမဖြစ်တာတွေကအခုတော့ဖြစ်လာပြီဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်တစ်ကြောင်日本語で自分の意見が言えるようになりました日本語でဂျပန်ဘာသာစကားဖြင့်自分の意見ကိုယ့်ရဲ့အထင်မြင်ချက်တွေကိုယ့်ရဲ့ idea တွေကို言えるようになりましたပြောလာနိုင်ပြီပြောနိုင်လာပြီအရင်ကတော့ဂျပန်ဘာသာစကားနဲ့ကိုယ့်ရဲ့အထင်မြင်တွေကိုမပြောနိုင်ဘူးဒါပေမဲ့အခုတော့ပြောနိုင်လာပြီနောက်တစ်ကြောင်インターネットで何でも調べるようになりましたインターネットでインターネットမှာ何でもဘာမဆို調べられるようになりましたရှာဖွေလာနိုင်ပြီ
အရင်ကတော့မရှာနိုင်ဘူးအခုတော့ရှာဖွေလာနိုင်ပါပြီအင်တာနက်မှာပါမဆိုရှာလို့ရနိုင်ပါပြီコンビニでいろいろなことができるようになりました。コンビニ、コンビニエンスတို့မှာいろいろなことがအမျိုးမျိုးသောအကြောင်းအရာတွေမျိုးမျိုးသောကိစ္စတွေကိုできるようになりました。လုပ်နိုင်လာပါပြီ။ကြမယ်နော်။ဆိုတော့နောက်ထပ်နံပါတ်3ကြည့်ရအောင်။နံပါတ်3မှာကကျတော့ယောနီရှိています。အဓိပ္ပာယ်ဒီဖြစ်အောင်လုပ်တယ်။ယောနီရှိています။ဆိုတော့ကိုကဒီအလေးအကျင့်တစ်ခုကောင်းတဲ့အလေးအကျင့်တစ်ခုဖြစ်အောင်သူလုပ်နေတယ်။ဆိုကြိုးစားပြီးတော့လုပ်ဆောင်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါပါတယ်။ယောနီရှိています。ဖြစ်အောင်လုပ်နေတယ်ပေါ့။それをファジアできるだけ10時までに家へ帰るようにしています。できるだけတနိုင်သလောက်10時までに10နာရီまでにမတိုင်ခင်မှာ家へ帰るようにしています。အိမ်ကိုပြန်နိုင်အောင်လုပ်နေတယ်။အိမ်ကိုပြန်ဖြစ်အောင်လုပ်နေပါတယ်။တနိုင်သလောက်10နာရီမထိုးခင်မှာအိမ်ပြန်နိုင်အောင်သူလုပ်နေတယ်။နောက်တစ်ခု子供と遊ぶようにしています。できるだけ子供と遊ぶようにしています。တနိုင်သလောက်子供とကလေးတွေနဲ့အတူ遊ぶようにしています。ကစားဖြစ်အောင်လုပ်နေတယ်။ဆိုတော့အစားကတော့သူကလေးတွေကိုအချိန်ပေးပြီးတော့မကစားနိုင်ဘူး။ဆိုတော့အခုကတော့သူတနိုင်သလောက်ကလေးတွေနဲ့အချိန်ပေးပြီးတော့သူကစားဖြစ်အောင်ကလေးတွေနဲ့အတူတူကစားဖြစ်အောင်သူလုပ်နေတယ်။စူးစမ်းနေတယ်။အချိန်ပေးနိုင်အောင်စူးစမ်းနေတယ်ပေါ့။နောက်တစ်ကြောင်スポーツクラブは休まないようにしています。スポーツクラブဆိုတဲ့အားကစားတင်တဲ့အားကစားတင်တဲ့ကိုတဲ့休まないようにしています。အနားမယူဖြစ်အောင်လုပ်နေတယ်။ဆိုတော့ဒီတိုင်းသူအားကစားလုပ်ဖြစ်ဖို့အတွက်အားကစားတင်တဲ့ကိုသွားတယ်။အားကစားတင်တဲ့ကိုသူအနားမယူဖြစ်အောင်သူလုပ်နေတယ်။ဒီတိုင်းသွားဖြစ်အောင်လုပ်နေတယ်၊စူးစမ်းနေတယ်။ဆိုတဲ့အဓိပ္ပာယ်မျိုးပါ။နောက်တစ်ကြောင်残業しないようにしています。残業အချိန်ပိုしないようにしています。အချိန်ပိုမလုပ်ဖြစ်အောင်စူးစမ်းနေတယ်။တနိုင်သလောက်အလုပ်တွေကိုတစ်ခါတည်းပြီးအောင်လုပ်တယ်ပေါ့နော်။အချိန်ပိုမလုပ်ဖြစ်အောင်သူလုပ်နေပါတယ်။ဟဲ့ဒါဆိုနောက်ဆုံးနံပါတ်4လေးကြည့်အောင်နံပါတ်4မှာယောနိစတေကဒါဆိုင်ဆိုတဲ့ပတန်ပုံစံပါသူတဲ့အဓိပ္ပာယ်ဒီဖြစ်အောင်လုပ်ပါတစ်ဖက်သူကိုသူဒီအမိတ်ပေးလိုက်တာဒါဆိုဖတ်ကြည့်အောင်もっと野菜を食べるようにしてくださいもっとပိုပြီး野菜をအသီးရွက်ကို食べるようにしてくださいစားဖြစ်အောင်လုပ်ပါပိုပြီးတော့အသီးရွက်တွေများများစားဖြစ်အောင်လုပ်ပါနောက်တစ်ကြောင်休む時は必ず乱絡するようにしてください。ဒီမှာ right ဖြစ်နေရနော်။ဆိုတော့ re on ရပေါင်းပြရပါမယ်။乱絡ဖြစ်ပါမယ်။休む時はအနားယူတဲ့အချိန်မှာအနားယူတဲ့အခါမှာ必ずမဖြစ်မနေတေချာပေါက်ကို乱絡するようにしてください。အဆက်အသွယ်ဖြစ်အောင်လုပ်ပေးပါ။ဆိုတော့ဒီနေ့ကိုနေမကောင်းလို့ကြောင်းမသွားဘူး။အဲ့လိုမျိုးကြောင်းမသွားဘူးအနားယူတဲ့အခါမျိုးမှာမဖြစ်မနေဆက်သွယ်ဖြစ်အောင်လုပ်ပေးပါ။မဖြစ်မနေဆက်သွယ်ပေးပါဆိုပြီးပြင်ပေးတာပါ။နောက်တစ်ခု絶対にパスポートをなくさないようにしてください。絶対にလုံးဝကိုパスポートကိုなくさないようにしてください。မပြောက်အောင်လုပ်ပေးပါ။မပြောက်ပါစေပေါ့။သူဒီအမိတ်ပေးလိုက်တာ။လုံးဝ passport ကိုမပြောက်အောင်လုပ်ပေးပါ။時間を間違えないようにしてください。時間အချိန်ကို間違えないようにဆိုတော့မမှားအောင်လုပ်ပေးပါ။အချိန်ကိုမမှားယွင်းအောင်လုပ်ပေးပါ။ရှာမယ်နော်။ဟဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဓာတ်ရေးစံကျူရောကမှရှိတဲ့ပတန်လေးပြီးသွားပါပြီ။ဓာတ်ရေးစံကျူနာနာကမှပြန်ပြီးတွေ့ပါမယ်။